ဆရာဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာကတော့ get ရဲ့အသုံးပြုနည်း၄မျိုးကိုဆရာမျှဝေပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးဆရာတို့က get ကိုဘယ်အခြေအနေမှာအသုံးပြုမလဲဆိုရင်တစ်ခုခုကိုလက်ခံရရှိတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တဲ့အခါမှာဆရာတို့က get ကိုအသုံးပြုလို့ရပါတယ်။ဆရာတို့ဥပမာစာကြောင်းလေးတွေနဲ့တူကြည့်အောင်။ Number 1 I got a birthday present from my friend. I got a birthday present from my friend. ငါတငယ်ချင်းစီကနေမွေးနေ့လက်ဆောင်တစ်ခုရခဲ့တယ်။ငါတငယ်ချင်းစီကနေမွေးနေ့လက်ဆောင်တစ်ခုရခဲ့တယ်။ဆရာတို့နံပါတ်2ကိုဆက်ကြည့်အောင်။ She got an email this morning. She got an email this morning. ဒီမနက်သူမ email တစ်စောင်ရရှိခဲ့တယ်။ဒီမနက်သူမ email တစ်စောင်ရရှိခဲ့တယ်။ဟုတ်ပြီနော်ဆရာတို့နံပါတ်3ကိုဆက်ကြည့်အောင်။ We got a letter from our teacher. We got a letter from our teacher. ငါတို့ဆရာစီကငါတို့စာတစ်စောင်ရရှိခဲ့တယ်။ငါတို့ဆရာစီကငါတို့စာတစ်စောင်ရရှိခဲ့တယ်။ပထမဆုံးဆရာတို့က get ကိုဘယ်အခြေအနေမှာအသုံးပြုမလဲဆိုရင်တစ်ခုခုကိုလက်ခံရရှိတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တဲ့အခါမှာဆရာတို့က get ကိုအသုံးပြုလို့ရပါတယ်။ဒုတိယတစ်ခုဆရာတို့က get ကိုဘယ်အခြေအနေမှာအသုံးပြုမလဲဆိုရင်တစ်ခုခုကိုဝယ်ယူတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တဲ့အခါမှာဆရာတို့က get ကိုအသုံးပြုလို့ရပါတယ်။ဆရာတို့ number 1ကိုကြည့်အောင်။ I need to get some milk from the store. I need to get some milk from the store. စတိုးဆိုင်ကနေတဲ့ငါနွားနို့အချို့ဝယ်ဖို့လိုတယ်။စတိုးဆိုင်ကနေငါနွားနို့အချို့ဝယ်ဖို့လိုတယ်။ဆရာတို့နံပါတ်2ကိုဆက်ကြည့်အောင်။ He got a new phone last week. He got a new phone last week. ပြီးခဲ့တဲ့တစ်ပတ်ကသူဖုန်းအသစ်တစ်လုံးဝယ်ခဲ့တယ်။ပြီးခဲ့တဲ့တစ်ပတ်ကသူဖုန်းအသစ်တစ်လုံးဝယ်ခဲ့တယ်။ဆရာတို့နံပါတ်3ကိုဆက်ကြည့်အောင်။ Let's get some coffee. Let's get some coffee. ကော်ဖီသွားဝယ်ကြစို့။ကော်ဖီသွားဝယ်ကြစို့။ဟုတ်ပြီနော်။ဆရာတို့ကဒုတိယတစ်ခု get ကိုဘယ်အခြေအနေမှာအသုံးပြုမလဲဆိုရင်တစ်ခုခုကိုဝယ်ယူတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တဲ့အခါမှာဆရာတို့က get ကိုအသုံးပြုလို့ရပါတယ်။တတိယတစ်ခုဆရာတို့က get ကိုဘယ်အခြေအနေမှာအသုံးပြုမလဲဆိုရင်တနေရာရာကိုရောက်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တဲ့အခါမှာဆရာတို့က get ကိုအသုံးပြုလို့ရပါတယ်။ဟုတ်ပြီနော်။ဆရာတို့ဥပမာလေးတွေနဲ့တူကြည့်အောင်။ Number 1 I got home late last night. I got home late last night. ငါမနေ့ညတုန်းကအိမ်ရောက်တာနောက်ကျခဲ့တယ်။မနေ့ညတုန်းကငါအိမ်ရောက်တာနောက်ကျခဲ့တယ်။ဆရာတို့နံပါတ်2ကိုဆက်ကြည့်အောင်။ What time do you get to work? What time do you get to work? မင်းအလုပ်ကိုဘယ်နှစ်နာရီရောက်လဲ။မင်းအလုပ်ကိုဘယ်နှစ်နာရီမှရောက်လဲ။ဟုတ်ပြီနော်။ဆရာတို့နံပါတ်3ကိုဆက်ကြည့်အောင်။ She got to the party at 7 o'clock. She got to the party at 7 o'clock. သူမပါတီကို9နာရီမှာရောက်လာခဲ့တယ်။သူမပါတီကို9နာရီမှာရောက်လာခဲ့တယ်။ဆရာတို့ကတတိယတစ်ခု get ကိုဘယ်အခြေအနေမှာအသုံးပြုမလဲဆိုရင်တနေရာရာကိုရောက်ရှိလာတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တယ်ဆိုရင်ဆရာတို့က get ကိုအသုံးပြုလို့ရပါတယ်။နောက်ဆုံးတစ်ခုဆရာတို့က get ကိုဘယ်အခြေအနေမှာအသုံးပြုမလဲဆိုရင်တစ်ခုခုကိုနားလည်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တယ်ဆိုရင်ဆရာတို့က get ကိုအသုံးပြုလို့ရပါတယ်။ဆရာတို့ number 1ကိုကြည့်အောင် I don't get the joke. I don't get the joke. ဟာတာကိုငါနားမလည်ဘူး။ဟာတာကိုငါနားမလည်ဘူး။ဟုတ်ပြီနော်။ဟာတာရဲ့ဆိုလိုရင်းကိုငါနားမလည်ဘူး။ဟုတ်ပြီနော်။ဆရာတို့ number 2ကိုဆက်ကြည့်အောင် Do you get what I mean? Do you get what I mean? ငါဆိုလိုတာကိုမင်းနားလည်လား။ငါဆိုလိုတာကိုမင်းနားလည်လား။ဟုတ်ပြီနော်။ဆရာတို့နောက်ဆုံးတစ်ခုကိုကြည့်အောင် She got the instruction easily. She got the instructions easily. သူမကတဲ့ညွှန်ကြားချက်တွေကိုတဲ့အလွယ်တကူနားလည်ခဲ့တယ်။သူမကတဲ့ညွှန်ကြားချက်တွေကိုအလွယ်တကူနားလည်ခဲ့တယ်။ဟုတ်ပြီနော်။ဆရာတို့ကနောက်ဆုံးတစ်ခု get ကိုဘယ်အခြေအနေမှာအသုံးပြုမလဲဆိုရင်တစ်ခုခုကိုနားလည်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တဲ့အခါမှာဆရာတို့က get ကိုအသုံးပြုလို့ရပါတယ်